လေးခေါ်ဖို့ချက်ပြီလားမြတ်စားတော့ဟိုအနိုးဘယ်လိုလဲတက်တာပြီလားရှင်ချက်တာမူးလေးမိုင်းမတက်တာပါတယ်အခုတော့အိပ်ပျော်နေတယ်အေးပါစေကွယ်အခုမြန်စားကားကိုစောင့်နေရမှာအားနာစရာကြီးဟာပြေးညီမလေးဟိုအနိုးအကောင့်ကြည့်သားနော်就在这边哦。你没搬那药干得大意了？ဒီလိုကွာမနေ့ကပန်းနာထသေးတယ်ကျွန်တော်တို့ကိုပင်ပန်းဆိုတာမထနိုင်အောင်ညီမတွေပဲပြုစုနေရတာပေါ့ပန်းနာယောဂဆိုတာနာတာရှည်ယောဂကွာအင်္ဂလိပ်စေးတုံးရင်တက်တာယူနာတက်တာအမြင့်မပြည့်ဘူးတိုင်းစေးကြမှာအမြင့်ပြတ်တာကွာပန်းနာပြောတဲ့တိုင်းစေးကလည်းမျိုးမျိုးပြတချို့ကျတော့ကြီးကန်းသားစားရတယ်တချို့ကျတော့တိတိတူစားရတယ်တချို့ကျတော့ဖြူဆိုလားမျိုးရတယ်စုံလို့ပါဗျာအေးပေါ့ကွာကံကောင်းပြီးဆေးကောင်းနဲ့တွေ့ပါစေလို့ပဲငါဆူတောင်းပေးတယ်ကွာမင်းကငွေစုမိပြီဆူတော့မစုမိပါဘူးဗျာဒါမဲ့အိမ်မှာကျွန်တော်3ယောက်လေးလေကျွန်တော်ရဲ့အနူးရဲ့ညီမလေးဆိုတော့မပူရှာမဲ့ဖို့လုံးပါတယ်ခွန်ဖို့အတွက်ကောခွန်ဖို့ရဲ့လက်ထပ်ဖို့တော့မစုမိသေးပါဘူးဗျာအဲ့ဒီအတွက်အရေးကြီးတာခွန်ဖို့ရဲ့အဖေနဲ့အမေတိတ်ပူမြင့်တာတော်ရုံတန်ရုံကွန်းဖူးနဲ့တော့နင့်ကိုပေးစားမှာမဟုတ်ဘူးကြည့်ရမို့လားသူတို့ကစော်ပါမျိုးတွေဘယ်တတ်နိုင်မလဲဗျာကျွန်တော်လည်းကြိုးစားနေတာပဲအော်နေပါဦးအခုတော့ခင်ဗျားညီကိုကားကြည့်လာမတွေ့ပါလားမတွေ့ဆိုဖားကန်းကိုကြောက်တူးဖို့သွားပြီလေကွာအော်ကျွန်တော်လည်းမတတ်တိုင်ဖားကန်းကိုသွားတင်သွားရမှာကွာတက်တာလားတက်တာပါလေကွယ်တက်တာအိမ်မှာအမေတို့ကုန်ခံနေလို့တားတော့ထောက်ဝယ်လာသေးတယ်အေးခုတလောတော့အေးလို့လားမသိဘူးခဏခဏမေးရင်ချက်တယ်တရက်နဲ့နေအေးပို့သွားမှာပါအမေခွန်ဘူးနေတွေ့သေးလားမနေ့ထွက်သွားညကပြန်ရောက်တာတွေ့ရချင်းပေးရမလဲလို့ရဲ့ခွန်ဘူးကိုတင်တောင်းနိုင်အောင်အမေကွန်ဖူဆိုထားတယ်အမေနေကောင်းရင်လေတားကိုခွန်ဘူးကိုတောင်းပေးမလို့သူတို့ကိုအတိပေးနားဖောက်ဖို့လူသေးတယ်လို့ရဲ့အမေအားလုံးစစ်စစ်မိလို့လားရွာလူကြီးဥမန်တို့ကိုဒီတင်းတင်းလေးနဲ့မှာခွန်ဘိုတို့အိမ်သွားပြီးတော့နားပေါက်ခိုင်းထားပြီအစီအပါစေလို့ဆုတောင်းပါရဲ့အော်ဒီတာရှာရတဲ့နော်အထားလိုက်နော်တိုင်းရှုလိုက်ဦးမလားတောင်းစင်တောင်းတဲ့ကြာကဆင်းဆင်းသွားတဲ့ရင်
ချိန်မှာခက်ခဲတွေ့မယ်ရှေ့ဆက်ရမယ့်အစဉ်ပြေဖို့လမ်းတွေဆွေးနဲ့ရှိကရင်ဆိုင်ဖြူခွင်းလိုက်တယ်အစရီဓာရီလေးကအားလုံးကိုကြော်လွှားအောင်မြင်ချိန်မှာရွှေရောင်စင်နာတို့တွေကျူရိုးစရာတွေပေါ်ထွန်းလာတဲ့တခါတလားနေရောက်ချင်ရဝေးပါလိမ့်လက်လာမယ်စိတ်ညူတဲ့တောင်စင်တောင်တန်းကြမှာဝေကစီစဉ်သွားတဲ့ရင်တွင်မြင့်တဲ့တွေပေါင်းစင်ပြီးတော့ကိုယ်ပိုင်ကိုအောင်ရတယ်ဒီမှာအေးရောင်လေးဖြစ်ပြီးလာခဲ့ရပြီကျိုးစားဖို့အချင်းရှိတော့ခိုင်မှာဒီရဲ့မြေကမီလို့မိကိုအထားကျိုးစားပန်းစားရှာဝေးဆူဆောင်ပြီးအေးရောင်လေးလေးပြီးဝမယ်စွာအားလုံးကိုကြော်လွှားအောင်မြင်ချိန်မှာရွှေရောင်စင်တန်းတို့တွေကျူဆိုရိုးစရာတွေပေါ်ထွန်းလာတဲ့တခါတလားကွယ်နေရောက်ချင်ရဝေးပါလိမ့်လက်လာမယ်အော်အနုကျွန်တော်ဟိုနိုတော်ဟိုအိမ်ခဏသွားရမနော် အေးစိတ်မကြနဲ့နော် ဟုတ်ကဲ့ဒီလိုပြင်ရှင်းလာခဲ့ဘာဖြစ်တာလဲတမီး ဟိုဘာမှမဖြစ်ပါဘူးဖေဒီနေ့စောင့်ခါလိုက်လို့ပါအမသမီးကအဲ့ရနဲ့ပြောင်းပြနေလို့ပြန်ပြောင်းပြနေတာလीကောင်းမယူတူတူပေါ်တော်တော်နဲ့လက်ခွန်ဖို့ဟင်းတော့ချက်မယ် တော်ပါသေးတယ်တော်တော်ကျေးဇူးပဲနော် နင်တို့ကဘာလုပ်နေကြတာလဲငါလည်းဘာမှမသိပဲနဲ့ဝင်ကူကတော့အယူလို့ပြောခံနေရပြီ ကျွန်တော်ခုံမှုမြစ်စုံမှာတွေ့ဖို့ချိန်တာအဲ့ဒါသူကပြောင်းပြနေတော့ကျွန်တော်ပြန်ပြောင်းရတယ် နင်ချင်းခဲ့ပြီလား ချိန်တော့ချိန်ပြီးဒါပေမဲ့သူလာမလာတော့မသိဘူး အေးအဲ့လိုဆိုမင်းအဲ့ရတော့တော့ခွန်ပူလောက်ငါကြံဖန်ပေးလိုက်မယ် ဟုတ်ကဲ့ကျေးဇူးပဲ အေးသွားတော့အမတွေ့သွားရင်နင်တို့အစီအစဉ်နဲ့ပြတ်သွားလိမ့်မယ်နော် ဟုတ် မရေအမ
လာမလေးဒေါ်ကြိုက်ချားနဲ့တွေ့တယ်အမမာထားတဲ့ဓာတ်မြေဩဇာနဲ့ပို့တက်ဆဲကိုလေမြစ်ကျနာဆိုင်ပိုင်ရှင်ဦးလာအောင်ကနောက်ပတ်တဲ့တူလာမှယူခဲ့ပေးမယ်တဲ့အေးခွန်ဘူးရောခွန်ဘူးဟင်းချက်နေတယ်အော်ခွန်ဘူးရေခွန်ဘူးလာပြီဘာလဲတော်ရဲ့ညီကိုမိုင်းလာတော့ညီမမှာလိုက်တယ်သူတို့ဂျက်ခုတ်တဲ့စင်ကကျိုးတွေပြတ်နေလို့လာကြည့်ပေးပါဦးနဲ့တွားလိုက်ပါဦးတော်တာကြတမျိုးထင်နေဦးမေဟေးဟုတ်တယ်မလို့တော်ရဲ့ထားခဲ့ငါဆက်လုပ်လိုက်ပါမယ်ဟုတ်ကဲ့လူလန့်သွားတယ်ဘာမှလည်းမသိဘူးလိုက်မလို့နေလေလို့စကြည့်တာအခုတွေ့ရင်မလားလူနေလေလှန့်တော့လှန့်နေရပါဒါသမားကဲအခုဘာကိစ္စရှိလို့ချိန်တာလဲပြောအော်ခွန်ဘူးကိုချစ်တူတရားသေးတွေ့ရဘယ်လောက်ကြာပြီလဲဟုတ်တယ်နော်ဆောင်းမကောင်းနေနေရတာဆိုတော့တရားနဲ့တရားတွေ့ဖို့မလိုဖြစ်နေတာပေါ့ဒူလေးဒီအလုပ်ကိုပဲလုပ်ချင်ပါပဲဒါပေမဲ့အနှုတ်အတွက်နဲ့ဟောဒီခွန်ဘူးရဲ့နှိစက်ဖို့အတွက်ကြိုးစားနေရတာခွန်ဘူးကိုဝမ်းသာစကားပြောရအောင်မယ်အမေကလေခွန်ဘူးကိုတောင်းဖို့ရွာလူကြီးဥမတို့ကိုနားပေါက်ခိုင်းရတယ်အဲ့ဒါဥမတို့လာသွားပြီလားလာသေးဘူးဒါဆိုရင်ဒီညလာလိမ့်မယ်လက်ထပ်ပြီးရင်ခွန်ဘူးကတို့အိမ်မှာလိုက်နေရမယ်နော်လွယ်မမလားစောင်းရဲ့အဝါနဲ့အနုတို့အကြောင်းလည်းနင်သိတာနေပါလေခွန်ဘူးကိစ္စလားအမေသူ့ထားရှိပါရဲ့ဟာကဲတွေ့ရုံပြလေးနေရအောင်နော်ကျုပ်ကတော့ဒလိထုံးဆောင်ကိုရက်ွက်လူကြီးကြောက်နေတယ်ခုလိုတင်ပြခြင်းဖြစ်ပါတယ်တမင်းရှင်ဘက်ကဘယ်လိုတဘောထားလဲဆိုတာသိပြရစေကျွန်တော်တို့ဘက်ကမရိုင်းပါဘူးဒလိထုံးဆောင်ကိုလည်းလေးစားတယ်ဒါပေမဲ့လက်ထပ်ဖို့ကိစ္စကတော့သူတို့ဘက်ကကုန်းဖို့ကြည့်ပြီးမှကျမတို့ဆုံးဖြတ်ရမှာပဲဒါကတော့တမင်းရှင်ဘက်ကအခွင့်အရေးရှိပါတယ်တောင်းရမှုလာခိုက်ကြတဲ့ခါကြမှာနှစ်ဖက်လူကြီးညှိနှိုင်းဆွေးကြတာဗျာကျွန်တော်အနေနဲ့ဦးစွာပထမမင်္ဂလာပါလို့ဆိုပြစေလာရင်ကိစ္စကတော့ဒီကမကြီးရဲ့တာမောင်စောအောင်နဲ့ဒီကဦးစွာမရဲ့တမီးဖြစ်သူမခွန်ဘူတို့ဟာလူငယ်တစ်ပါးဝလျောက်ချစ်ကြိုက်မေတ္တာမျှကြပဲနဲ့သူတို့ရတဲ့ထုံးစံနဲ့အညီဒီမှာပါလာတဲ့ကွန်ပိုနဲ့မခွန်ဘူကိုလာရောက်တန်တောင်းခဲ့ခြင်းဖြစ်ပါတယ်အဲ့ဒီတော့ဦးစော်မရဲ့စိတ်ဆန္ဒကိုလေကျွန်တော်တို့ပြပြစေကွန်ဘွားသိနေတယ်ဒီလောက်နဲ့ပဲဖြစ်မလဲကျွန်တော်တို့သမီးကိုမဖြစ်စလို့ကွန်ဖိုနဲ့တင်တောင်းနေဆိုတာကျွန်တော်တို့ရောစော်ကားတာနဲ့ဒူးနေပြီတို့တော့သဘောမထားပါနဲ့လေတို့တော့လောင်းကသူတက်ဆုံးနေမြရှာဖွေထားတဲ့ကွန်ဖိုလေးနဲ့လာတောင်းတာပါဒါလည်းရှေးရိုးစင်လာမပြတ်လူရိုးစင်တဲ့ဘောပါအော်မလို့ရှင်ကျမတို့လူတော့ကွန်ဖိုကိုပေးနိုင်ကျမတို့သမီးကိုမပေးစားနိုင်ကျမတို့သမီးကိုကျမတို့ထက်ပိုမှထားနိုင်တဲ့လူပေးစားမယ်
ရှင်နဲ့သမီးရဲ့ဒီမဖြစ်စလောက်ကုန်းဘိုးလေးနဲ့အနိုးတော့တက်တက်ရှက်ခွဲတာအနိုးကလည်းစောင်းတို့မှာအဖေမမရှိတော့တာဒီလောက်များရဲ့ကုန်းဘိုးဘယ်တက်နိုင်မှာလဲဟဲ့ကုန်းဘိုးတော့မတက်နိုင်လို့ရှိရင်ညားသွားလို့ရှိရင်ညီခွေးဖြစ်သွားမှာပေါ့လူဆိုတာအခြေခံကောင်းမှနောက်ရေးကိုစိတ်ချရသမီးရဲ့ဦးကောင်းတော့စင်ခံလင်ကောင်းတော့ညီးဆန်ရမှာပေါ့အေးနို့ရဲ့သူလည်းတက်နေတယ်လို့စူးစမ်းပြီးလုပ်နေတာပဲအချိန်မတန်သေးလို့နေမှာပါအချိန်တန်လို့ရှိရင်ပိန်ချိနေနွားတောင်မှာထကန်နေသေးရပဲအဲ့ခဏလေးကန်နိုင်မှာခွေးရုပ်ကောင်းစားတမွန်တဲတဲ့နီးထမ်းမရှိနဲ့တော်ရကြတို့အိမ်လားခင်ဗျာဟုတ်ပါတယ်ရှင်ကျွန်တော်ကလာအောင်ပါတာမြေဩစာနဲ့ပိုသက်ဆင်းမှာထားတယ်လို့တော်ကြပြောလို့ပါအော်ဟုတ်ပါတယ်ကျမဦးလာအောင်မမြင်ဘူးတော့တက်ကြီးပြီလို့ထင်နေတာတာမြေဩစာနဲ့ပိုသက်ဆင်းတည်ခဲ့အော်ဒုံကအခါလေးတော့မအခါတိုင်းတော့လိုင်းကားနဲ့ပူတယ်ဒီနေ့တော့ဒေါ်ကကြနဲ့ငွေကိစ္စလေးရှင်းဆရာရှိလို့ကျွန်တော်ကိုယ်တိုင်လာပူတာပါအော်ဟုတ်ကဲ့ဓာတ်မြေဩဇာဘိုးတွေကိုတော့ဒေါ်ကကြကိုပေးထားပြီးပါပြီဟုတ်ကဲ့ကျွန်တော်သိပါတယ်ဦးလာအောင်ရဲ့နာမည်တော့သိတာကြပါပြီမြချနာစာကြည့်ပဲလားမဟုတ်ပါဘူးဗျာကျွန်တော်မိုးကောင်းပါမိဘတွေကမိုးကောင်းမှနေပြီးကျွန်တော်မြချနာမှာဆိုင်ဖွင့်ထားတာပါတကူရဲ့လူလွတ်ဆိုတော့စိတ်သွားတိုင်းကိုပါတာပေါ့ဗျာအော်ဦးလာကလူပြိုကြီးကိုဟုတ်ပါတယ်ခင်ဗျာသူလည်းသမီးလားဟုတ်ပါတယ်ခွန်လို့ခေါ်ပါတယ်အော်ကျွန်တော်လည်းဒေါ်ကကြအိမ်တွားလိုက်အောင်မယ်နောက်ကြုံရင်ဝင်ထက်ခွင့်ပြုပါလာပါရှင်လာပါအချိန်ကြီးဝင်ထက်နိုင်ပါတယ်ပါစနာရပြည်သူလေးခွန်ဘူးမြချနာဦးလာအောင်တဲ့အော်ကုံစုံရောက်နေဦးလာအောင်လားငငယ်လေးပဲရှိသေးနော်ငယ်ရင်တင်မဟုတ်ဘူးနော်လူပြူလူလို့တဲ့အတော်လေးပေးစားမလို့တဲ့အမလီတိုဘာလဲအတော်မမြင်ချင်ဘူးလားအခုချစ်ချင်းမဟုတ်ပါဆိုလို့စိုးရိမ်နေတာအမလေးကိုမစီးရင်းနေတာလည်းမဟုတ်ဘူးလေဒီကုန်းဖို့ကိုများနေသလေးများသလေးနဲ့စိတ်ညစ်ပါလေအေးအတော်ကစိတ်ညစ်ရုံနဲ့တာခေါ်ဘွားကိုကိုတတ်သိချင်းနေရှက်တော့ပါလေနော်ရှက်ရုံဆိုတော်သေးတာပေါ့တော်ကြာစိတ်နာပြီးညင်းကိုလက်မကြည့်ပေးနေမှာကိုငါစိုးရိမ်နေတာဘယ်လိုရင်ကောင်းမလဲရင်တော့ तू ကတော့နင့်ရှိလာမှာမဟုတ်တော့ဘူးကိုဘက်ကသွားအောင်ကလည်းနင့်အမေကမိုးချိုးမြစ်ချိုးပြောလာတော့အခက်သားအေးစိတ်ညစ်နေပါလေအေးဒီကြားထဲမှာတခုကြံကြသေးတော့ပေါ့အေးယောက်ျားလေးဆိုတာကတော့ကိုယ်တက်လောင်းကိုအမြဲစိုးစားရှာဖွေရမှာပဲတားဆုံးဖြတ်ချက်ကိုအမေမကောက်ကွက်ပါဘူးကျွန်တော်အလုပ်သွားရှာတာခွန်ဘူးကိုမရလို့မဟုတ်ပါဘူးနုနောက်ပြီးပဝန်းကျင်ဆိုတာရိုးသားမှုတစ်ခုတည်းနဲ့မပြည့်စုံဘူးရိုးသားမှုနဲ့ချမ်းသာမှုတစ်ခုပေါ်မှာလူရဝင်တာပါကျွန်တော်ဒီတိုင်းနေသွားရင်ကျွန်တော်မိမယူမယ်လှုပ်တိုင်းအနုပဲပြောခံနေရမှာဒါကြောင့်အနုနဲ့ညီမလေးကိုချမ်းချမ်းသာသာထားနိုင်အောင်ကျွန်တော်ကြိုးစားပါမယ်အနုအမေတို့အတွက်အရေးမကြီးပါဘူးသားရေသားအလုပ်ကကြိုးစားစားရိုးရိုးသားသားလုပ်သားကိုဖျားတခင်ကောင်းချီးပေးပါလိမ့်မယ်ကျော်အကိုအလုပ်ရှာတော့သုံးဖို့ညီမလေးစုထားတဲ့ပတ်စံမရဘူးပေါ့ဒီပါစေညီမလေးအကိုမရှိတော့ညီမလေးသုံးတယ်သိထားနော်သားလက်မှတ်သုံးဖို့စိတ်ကြီးစိတ်ထိုက်ကြသွားလိုက်ဦးဒီပါစေအနုရေကျွန်တော်ကဖျားတခင်ပေးတဲ့ခြေနှစ်ဖက်နဲ့လက်နှစ်ဖက်ရှိနေရပဲဒါပဲမှာထားမှလားအော်ညီမလေးအကိုမရှိတော့အနုကိုကြိုးဆိုင်နော်ကဲအနုနဲ့ညီမလေးကျွန်တော်သွားလိုက်ဦးမယ်ကျွန်တော်ဖားကတက်တာကိုဘယ်လို့မှအတိမပေးပါနဲ့နော်ဟဲ့သားခွန်ဘုံမင်းရင်ကအမေဘယ်လိုပြောရမလဲခွန်ဘုံကိုကျွန်တော်ဆွလို့ရတော့ပါမှာအနုအနုနဲ့ညီမလေးပူသွားမယ်နော်
မိုင်စောင်းငေါ စောအောင်ခိထွက်သွားပြီဘာဖြစ်လို့လဲ ခွန်ဘူးမြစ်ချနာဦးလာအောင်ကကိုမိုးတင်တောင်းမယူမလို့တဲ့ ဘယ်တတ်နိုင်မလဲကွယ်အမတို့ကသူတို့တောင်းတယ်လို့ကွန်ဖို့မှမတင်တောင်းနိုင်တာဘူးတင်တောင်းနိုင်တဲ့လူကတင်တောင်းမှာပေါ့ကွယ် ဒုက္ခပါပဲစောင်းကဘယ်တော့ဟာလဲဟင် မသိပါဘူးကွယ်အလောက်ရှာမယ်ဆိုပြီးထွက်သွားတာပဲကွယ် ဘလောက်ကြာမှလဲဟင် အလောက်သွားရှာတာဆိုတော့ဘလောက်ကြာမယ်ဆိုတာဘယ်သိမလဲကွယ် တော့လိုက်ဦးမယ်နော် အနုကလည်းဘာလို့ညာပြောလိုက်တာလဲ နီးမှမနေစနိုင်တော့တာတမီးရဲ့ဒါမှအလုပ်အနောက်ရှက်ဖြစ်နေပါဦးတွေ့ကြလားတော့ မတွေ့ရဘူးအလောက်ရှာအောင်ထွက်သွားပြီတဲ့ ဟမ်ဘယ်လိုသွားရလဲ အဲ့ဒါလည်းမသိဘူးတဲ့ ဘယ်လိုပြန်လာမလဲလဲ အဲ့ဒါလည်းမသိကြဘူးတဲ့ကြည့်ရတာဇောအောင်အမေကတို့တိတ်မကြည့်ဘူးနဲ့တူတယ် ဒုက္ခပါပဲတော့ရဲ့အော်ဦးလာအောင်ကဘယ်လိုလာတောင်းပါလဲလဲ အတိကြတော့ငါလည်းမသိဘူးအမနဲ့ဦးလာအောင်ပြောဆိုနေတာကြားနေရတာကတော့ဦးလာအောင်ရန်ကုန်သွားပြီးရန်ကုန်ကပြန်လာမှဆိုတော့နှစ်လလောက်တော့ကြားလိမ့်မယ်ထင်တယ် ဒါဆိုရင်တော့အချိန်ရပါသေးရဲ့တော့ရဲ့ဒီကြားရဲ့ဆောင်ပြန်လာမှာပါသူပြန်လာမှာပဲသူနဲ့တိုင်ပင်ကြည့်တာပေါ့နော် အေးအေးအေး စိန်ညိုတဲ့တောင်စင်တောင်နာကြမှာဆင်းဆင်းသွားတဲ့ရင်တွင်မျက်နှာတွေပေါင်းစည်းပြီးတော့ကိုယ်ပိုင်ကိုအောင်ကြတယ်ဒီမှာအေးရောင်လေးပြည့်သေးလာခဲ့ရပြီအေးရောင်လေးကမတင်တာစိတ်ကိုယ်ပဲစွာရှိရတွေ့ကြတိုင်းမှာလေကျူစားရင်လည်းတို့တူတူပေါင်းစည်းပဲ ရှိတော့ခိုင်မှာဒီမြေကိုအမီလုံးမိကိုအားထားကျိုးစားပန်းစားရှာပွေစူဆောင်းပြီးအေးရောက်ဒီလိုလေးပြေဝမယ်စွာခီးစရင်တစ်ချိန်မှာခက်ခဲတွေ့မယ်ရှေ့စရမယ်အစင်ပြေဖို့လမ်းတွေဆွေးနဲ့ရှိကရင်ဆိုင်ဖြူခွင်းလိုက်တယ်အစရီရာရီလေးရွှေရောင်စင်သာတို့တွေကျူရိုးစရာတွေပေါ်ထူလာတဲ့တခါတနာဝင်နေရောက်ချင်ရဝေးပါလိမ့်လက်လာမယ်သွားရခဲ့တဲ့ဘဝခီးလာမှာရှုံရောက်ချမ်းသာစွညောက်ကလို့တွေနဲ့ထားရင်ခဲဝကိုလည်းစင်အလွမ်းများဒီမှာတကူတော့ဘဝခီးတင်ပြန်ခဲ့အေးယာဝဒီမှာတင်ထားစိတ်ကိုယ်ဝဲစွာရှင်မြတ်တွေ့ကြတိုင်းမှာကျူစားရင်လည်းတို့တူတူပေါင်းစီကျူစာပန်းစားရှာဝေးစူဆောင်းပြီးအေးရောက်ဒီလိုလေးပြီးဝမယ်စွာအားလုံးကိုကြော်လွှားအောင်မြင်ချိန်မှာရွှေရောင်စင်သာတို့တွေချစ်စိုးရိုးစရာတွေပေါ်ထွန်းလာမဲ့တခါတနာကွယ်နေရောက်ချီရဝေးပါမြင်လက်လာမယ်အားလုံးကိုကြော်လွှားအောင်မြင်ချိန်မှာရွှေရောင်စင်သာတို့တွေချစ်စိုးရိုးစရာတွေပေါ်ထွန်းလာမဲ့တခါတနာကွယ်နေရောက်ချီရဝေးပါလက်လာမယ်
ဖြစ်တယ်လား မသိပါဘူးကွာဆိုင်ကဆက်နှုံးလို့မရဘူးမိရှုပ်ပြည့်တယ်ပဲအင်းပဲကွာ ကြည့်ပေးလိုက်မနော်ခင်ဗျားစီကိတ်ပိတ်ထားတာပါကြော်လုပ်ပေးမနော် ဘယ်ခွင့်ရတဲ့ကလက်ကနန်းလည်းမသိဘူးကွာဟောဆိုနောက်ချင်တဲ့လူတွေကအပေါ်သားကွာ ကဲအခုရရင်နူးကြည့်ပါဦး ဒီလိုပဲကွာ အော်ခဏရဟိုမှာရေးထားတဲ့လောဘလောက်လူရှိတယ်ဆိုတဲ့ကြော်ညာကဒီမှာစစ်တော်ရမ်းမသိနော် အော်လောပန်းလမ်းရှောင်းလို့လည်းတူတယ်ဒီနေ့ဖက်ကောင်ခုမှရောက်ဘူးလား ဟုတ်ပါတယ်ကျွန်တော်မကျင်တာမြစ်စုံပါပါအခုလေးနဲ့ဖန်ကောင်ရောက်ခဲ့တာ ကြောက်တူးမလို့ပေါ့ ဟုတ်ပါတယ် အဲ့ဒီချင်းကလူတွေကကိုယ်နဲ့သိတယ်ကဲဆက်ကိုယ်လည်းပုံနေမယ် ဟုတ်ပါတယ်ကျွန်တော်တွေ့လို့ပါဆရာမင်းပုံနဲ့ဆိုလို့ရှိရင်တန်နိုင်ကောင်းနိုင်ပါမလားသမင်းချက်ဟင်းချက်လေးတော့ရပါတယ်ဆရာသမင်းချက်ဟင်းချက်လေးတော့စဉ်းစားလို့မရဘူးကွာမင်းပလာနဲ့ဆိုလို့ရှိရင်အကောင်းဆုံးအလုပ်ကိုငါအကြောင်းတွေးလိုက်မှာစက်နဲ့တူတဲ့ချင်းနေစမှာအလုပ်တော့လျှောက်ကြည့်အာမင်းသက်ဆိုးရှည်လိမ့်မယ်ဟုတ်ကဲ့ဟာကောင်းရောက်လာပြီတော့ရှင်နေကောင်းရလား on the top ထိတ်ဆုံးပါပဲဟိုစစ်ကလေးပါရင်ပေါလာဗျထင်းတယ်လေကြော့အဲ့ဒါအကုန်ထားလိုက်ဟိုအရက်ကလေးပါရင်မပါဘူးလားကတိရလုတ်ပြီးကတိရစတာနေပဲ အရင်မပါလဲရပါတယ်ဗျာစားတယ်တော့ဆန်တယ် အဲ့တော့နင်းတို့လူပေးလာတာမဟုတ်ဘူးကျင်းတဲ့မလာတော့လာပို့တာ ဟောသူလား တော်ရဲကကျင်းသားနဲ့လို့ခါရှိနေတာ နာမည်ဘယ်သူတဲ့လဲ မသိဘူးဗျကိုယ့်ဘုံမေး ကျွန်တော်နာမည်ဇော်လို့ခေါ်ပါတယ် ဘယ်လဲ ကျွန်တော်တာဖရက်မြစ်စုံရောပါ မှတ်ပုံနေပါလား ပါပါတယ်ဗျ ရာဇဝတ်ပြုမှုတွေဘာလို့ရှိလား ဗျာ ပြစ်မှုတစ်ခုခုကျူးလွန်တဲ့ဗျမ်းပြီးဖြစ်နေလို့ရှိရင်ငါတို့အလုပ်ရှုပ်နေမှာစိုးလို့ မရှိပါဘူးခင်ဗျာ အေးငါလောဘကိုစေထူမောင်းတဲ့သူကပေစီဒီကကတိဟောဟိုကအဘောမင်းသူတို့နဲ့အတူအလုပ်လုပ်ရမယ်တပတ်ကိုငွေ400နဲ့ဆန်သုံးမိရမယ်ကြောက်ရလို့ရှိရင်အလုပ်ဓမ္မသုံးဖို့လုပ်ရမယ်တနင်္ဂနွေတရက်ပဲနားခွင့်ရှိမယ်ဘယ်နဲ့လဲမင်းလုပ်နိုင်ပါမလား ဟုတ်ကဲ့ကျွန်တော်လုပ်နိုင်ပါတယ် ကဲနေ့ပြန်စားပြီးလှုပ်ဆင်းရမယ်အခုတော့နေလဲဆောင်းနေပြီဆိုတော့သူတို့လုပ်ပုံမှန်မှုတွေကိုကြည့်ထားနော် ဟုတ်ကဲ့ ကဲအဆင်ပြေမလားငါပြန်မယ် ခေါ်လို့ခွင့်ပြင်းခါလာအောင်တော့ ဟဲ့အောင်ပြီးစီအေးမစားဘူးညစကားပြောနေ 那就晚上搞一路过来，不要搞羊肉了。谁要搞羊嘛嘞？我，搞那么呀，你领အောင်的，啊啥土路ပဲကျင်းသားပဲကွာ。ဒီကောင်ကန်ကောင်းနေသူချင်းကကြောက်ရင်မကျင်းမတူတော့ပဲနဲ့တထေးလူနေတထေးလူစားအကြောက်တူဝဲခွဲပေါ့ကွာရှိသမျှလေးကုံသွားပြီဆိုရင်တော့အကြောက်တန်ပြရန်ရောဒါကြောင့်တထေးဖြစ်လိုက်ကောက်ရိုးဖြစ်လိုက်မို့ကောက်ရိုးလို့ခေါ်တာအခုလည်းတထေးဖြစ်နေပြန်ပြီလေဘယ်တော့ကောက်ရိုးကောက်ဖြစ်မလဲမသိဘူးကျွန်တော်သူချင်းလိုက်ပါဗျာအေးဆက်တန်ပြီခဏတော့ဆက်နေရတယ်
လေးပြဝင်းရင်ဒီမောင်ငါမောင်အမြဲဆိုရပြန်လို့နေနေဆိုတာယူမဝင်အချစ်အချစ်ကျင်းကောင်းရနေ့တိုင်းပေးဖို့နဲ့မွေးရင်ချင်းပဲစားရအောင်မလား။ဟောတခါတလေတော့လေအသားလေးပါလေစွန့်စားချက်စားတော့ကွာ။ဒါပေမဲ့တိတ်မတုံရဘူးကွာ။လောဘမေးတဲ့ရိတ်ခါကိုလည်းတော့ချိုးချံချွေတာသေးတယ်။ဆက်လိပ်ဖို့တို့ခေါင်းပိုက်ပိုက်တာဖြစ်တဲ့အခါလဲစေဘဝကရှိအောင်ပါကွာ။ကတိတွေဆက်လိပ်ဖို့ချမ်းတာလေထည့်ပြောအောင်ပါဘောကွာ။ငါစကလက်ကျဲလို့ပါကွာ။တခြားကိစ္စတွေအားလုံးငါမျက်နှာခံပါ။စကလက်တောက်တာလေးတော့ငါ့ကိုခွလို့ကြပါကွာငါတို့ကစတာပါကွာမီဒီဝဲဖာတဲ့ကွယ်ရီးစားကွဲပြီးရောက်လာကြတဲ့လူချင်းတွေငါတို့ကညီကိုဆိုသဘောထားပါတယ်ကွာ你也老公三弟妹妹，普通人面龙把炸，今天单单问的。ကျွန်တော်ဒီနေ့ကစားလာလက်တွေ့လို့ပါဗျာလက်တွေ့တာအပူပင်ကင်းလို့ပါဗျာအပူပင်ကင်းတော့စိတ်တည်တည်ငြိမ်ငြိမ်ထားနိုင်တာပေါ့ကျိုးတော့ဗျာတားရီသမီးတွေအတွက်ပူရတာတစ်မျိုးအလုပ်အတွက်ပူရတာတစ်မျိုးဆိုတော့စိတ်ကိုထင်းပြရတော့အလွယ်လွယ်ဆိုဖြစ်တာပေါ့ဗျာဒီလိုမှန်းသိကျုပ်စတဲ့မိန်းမမျိုးပဲလူပြိုကြီးလုပ်ပါတယ်ဗျာကျုပ်ကမိန်းမမရှိဘူးညီမလေးအတွက်ကလည်းပူပါသေးတယ်ဗျာခင်ဗျညီမလေးအတွက်ပူစရာမလိုပါဘူးခင်ဗျညီမတက်ကတူရောက်နေပြီပဲခင်ဗျရှာထားတဲ့ငွေတွေသုံးစက်မှလိမ့်မယ်ခင်ဗျညီမသမင်းမပြီးသေးဘူးလားသမင်းဝဲမပြီးသေးဘူးဗျသမင်းဝဲပြီးလို့ရှိရင်ရောက်လာပါလိမ့်မယ်အဲ့ဒီခါကျရင်ခင်ဗျတို့အားလုံးနားညစ်ဖို့သာပြည်နေလေဝေးမြဒီဝိုင်းတော့အားလုံးရှင်းလိုက်ပါဟုတ်ကဲ့ဟောဘာထိုက်ကြအောင်ရပြီပြေဆုံးမယ်နော်ပြေဆုံးပါပြီကျွန်တော်တောင်စွဲနေခွေချင်းနဲ့အလင်းရဲ့
တော့မယ်တကောင်းရကြောက်ခဲ့လေအိမ်မပြောနိုင်တယောက်တည်းကွယ်စိတ်ကူးအတွေ့များနဲ့လေလာမင်းလေအဖို့ပြူနေမောင်မြေမှာကြောက်ခဲ့ရက်လာတွေတွေ့ကြည့်အိမ်ပြမေရဲ့ရှေ့ပဲစီမလဲကွယ်တကူကြီးရဲ့ကြောက်စိမ်ရဲ့သနာငယ်ရပါဟိုတနေရဝဲမှာစတဲ့မေမြောင်ရောက်မယ်မေရဲ့ငိုနေတော့သာသာလွားရီရောက်ရင်ထလာလို့မကြည့်သာအတွက်စတော့ဝေးခွေအောင်မြင်တဲ့တနေ့ကြရင်အရောက်လာရမေးလေးမောကြကျွန်တော်မဖြစ်ချင်မောပြဘဝနဲ့မနေခြင်းလေခွေခံစားတာဝကြွေးရဲ့ညူနာငယ်နေသလားလေယူသားလလလာယူအားလုံးလလာကွယ်ကမမီနိုင်လာလားညမမီဒါလားကွယ်ကျွန်တော်မဖြစ်ခြင်းမောပြောဘဝနဲ့မနေခြင်းလေကွယ်ခံစားတာဝကြွေးရဲ့ညူနွမ်းငယ်နေသလားလေတကူကြီးရဲ့ကြောက်စိမ်ရဲ့သနာငယ်ညာပါဟိုတနေရဝဲမှာစတဲ့အမေမြောင်ရောက်မေရဲ့ငိုနေတော့သာစာလွားရင်ရောက်ရင်ထလာလို့မချင်သာအတွက်စတောင်းပေးခွေအောင်မြင်တဲ့တနေ့ကြရှင်ရောက်လာပြန်မေးလေမေရဲ့ငိုနေတော့သာစာလွားရင်ရောက်ရင်ထလာလို့မချင်သာအတွက်စတောင်းပေးခွေအောင်မြင်တဲ့တနေ့ကြရင်ရောက်လာရမေးလေဟာဇောလို့လားငါတော့ကွာညာမင်းတချို့ဆိုတာနားတော့စောကြီးအိပ်တော့သွားကိုကတိကိုကြောင့်မေးရအောင်မယ်ကိုကတိကအဘေတေရလားငါရန်ကုန်ကမင်းရောကျော်တန်ဖေးကပါတန်ဖေးဟုတ်ကဲ့ဘယ်မှာရှိတာမကျနာအထက်မြစ်စုံလေဗျာတို့ကမေခနဲ့မလိခစုံတဲ့နေရာမှာဟုတ်ပြီတီးပြီမင်းမတခြားလို့မရှိဘူးလားကျွန်တော်ကားစပယ်လုပ်တယ်ဗျာစပယ်အလုပ်ကဝင်ဝင်နေပြီးသုံးတာဖြုံးတာမလို့လို့ကြောက်လာတူးတယ်ဆိုတော့ကျွန်တော်သုံးဖြုံးဖို့ကြောက်လို့တူးတာမဟုတ်ပါဘူးဗျာကျွန်တော်မှအမေနဲ့ညီမလေးရှိတယ်အမေကယောဂတယ်စပယ်အလုပ်ကစားလို့ယူမရှိတာနောက်ပြီးဟုတ်ပြီမင်းနောက်ကျောင်းတစ်ခုရှိကိုရှိရမယ်မဟုတ်မှလွယ်ရောငါတဟောလိုက်မယ်ကွာမင်းရီးစားကိစ္စပဲဖြစ်ရမယ်လူလေဟုတ်တယ်မဟုတ်လားဟုတ်ပါရဲ့ဗျာကျွန်တော်ရီးစားအမေကကျွန်တော်ဆင်းရဲလို့ကျွန်တော်သဘောမတူဘူးတဲ့ဒီကိစ္စမျိုးကဟိုးပိုတနေတဲ့အဖြစ်ဖြစ်တာရှိတဲ့ကိစ္စတစ်ခုပါကွာမိဘဆိုတာသားသမီးကောင်းစားတာကိုမြင်ကြတာကြီးပဲဆင်းရဲတဲ့သူနဲ့ဘယ်ပြီးသားချင်မှာလဲကွာတော့အပြစ်လဲတင်းမနေနဲ့အပြစ်တင်မဲ့စားမင်းချမ်းသာအောင်ကြိုးစားကိုကတိကဘာလို့ကြောက်လာတူးပါလဲငါဖန်တန်ရောစင်မှမရှိဘူးကြောက်လာတူးတာစိန်နဲ့နေစိန်နဲ့စားစ
စိန်နဲ့တော့အဲ့ဒီစိန်နဲ့ရောက်ဒီကိုရောက်လာကဲညနာတေးနော်ပြီးရင်သမင်းညောဝါမယ်စားမယ်ဘောင်ကြီးတန်တိုင်းချောင်းလို့ပို့ရင်ခဏခါသားပါဦးဗျာဟာခင်ဗျာကျိုးရပြန်ပြီလားအေးဗျာကျိုးသွားပြန်ပြီတန်တိုင်းကလည်းအပေါ်လို့ထားတာမရှိဘူးမှားလာတာလည်းပြည့်ပြည့်မှရမယ်တဲ့အဲ့ဒါဆိုယူရလေအေးဗျာဟာသူလားဟာဇော်မင်းဒီရောက်နေဟလားဟုတ်တယ်အေးကိုကတော့ပြောတာမင်းဒီမှာရှိနေတယ်လို့ဟောဒါဆိုမင်းယူရောက်ခဲ့တော့မနေ့ကမှပြန်လာတာအော်မင်းကပြောပြအောင်ပဲခေါင်မူတယောက်မြကြီးနာကဥလောင်အောင်ဆိုတဲ့လူပြန်လက်ထက်တော့မေတယ်ကွာနေပါဦးမင်းကဘယ်ချင်းမှလုပ်ရတာဟောပဲဆရာချင်းမှလုပ်တယ်ကွာမင်းအားလို့ရှိရင်လာလဲပေါ့ဟုတ်လားဟုတ်ကဲ့အားရလာခဲ့လိုက်မယ်နော်အေးဒါနဲ့မြို့ကဒီပြောင်းဒီကျက်ကကိုလည်းထုံးမော်ဒီလဲကွာဟုတ်လားအေးအဲ့မင်းလည်းငါပေါင်းမယ်先来，啊，拿来过。不要加工你，顾子林，叫。顾子林，这老路了，不要了呀！白地马龙瓜，老板你多少比谁家看样么？没到地嘛你给叫，该是我们引起出瓜，没引起的偷药。偷瓜给。该没到地方你可以叫喏，要是来有他，是来到。咱也不会到家务瓜，好了。真帅，顾子林。是。搞你家呢，也没比小杨你家呢，好了。好，来，走到，哎，我们弄的话，老板你听得明白嘞？哎，你也都说嘛。光你，可别专搞就说，地方不让看门来了。啊，俺那么欧了，没自由过，咱们满边的说，都到我单嘛。
10သိန်းလား15သိန်းလားဗျ ဟာဖွားရတွဲပါစီဖဲပါစီဖေးက10သိန်း15သိန်းမှာအနည်းဆုံးသိန်း100 200ပဲဟုတ်တယ်မလားပေးစီ ဟာဒီတော့ကိုယ်ပို့မယ်မရော့စရာဘူးဗျာ ငါငယ်တို့ဘာဖြစ်ကျွန်တော်လောဘပြုလို့သိကြပါ့ သိကြပြီ ဒါဆိုရင်သုံးပုံတစ်ပုံရမယ်ဆိုတော့အနည်းဆုံးသိန်း100ထားသိန်း100မှာကျွန်တော်30ရမယ်30မှာကျွန်တော်9ယောက်ဆိုတယောက်ကို6သိန်းစီရပြီဗျာ ဒါအနည်းဆုံးပဲနော်သိန်း200ရရင်တယောက်ကို12သိန်းစီ ကျောင်းကတော့မဆိုးပါဘူးထို့ဒီကြောက်တဲ့ပတ်သက်ပြီးကလေးတွေကိုမင်းကြည့်ရှင်းလိုက်နားလဲလား စိတ်ချ boss ဒီကလေးတွေစိတ်ချကျွန်တော်ကြည့်ရှင်းလိုက်မယ် okay နော် okay ရောဝင်ကတော့ယူသွား ကိုစလေးရောင်းရတယ်ဗျာ မင်းတို့ကအသားကြောက်ကြီးကွာ ဗျာအသားကြောက်ဟုတ်လား ဟုတ်တယ်လောဘန်ကြီးကငါရှိမှကိုယ်တိုင်ခွဲတာအဲ့ဒါအထည်ထုတ်ရောက်တော့မှ9000ရဖို့ကမလွယ်ဘူးဒါမဲ့လောဘန်ကြီးကမင်းတို့ကိုချင်းစာလို့တယောက်1000စီပေးလိုက်တယ်ရော့တော်မင်းယူထားကွာနော် သွားပြီငါတော့ပါနော်ဘယ်လိုကြည့်တာလဲဒီလောက်ကျွန်တော်ကြည့်ထားတာ ကဲစက်ကြိုးစားကြဖို့ကွာကြောက်ကြောက်လဲကောင်းနေတာပဲဒီတစ်ခါမရနဲ့နောက်တစ်ခါတော့မင်းတို့တင်းငွေရကြမှာပါနော်ကဲငါပြန်မယ်ဟာလား ဟုတ်ကဲ့ကိုစလေးကိုကြီးကိုစလေးပြောတာဟုတ်ကဟုတ်ရလားဗျာ ဟာငါလည်းဘယ်သိပါမလဲကွာ तू ကတထဲကိုယ်စလဲဆိုတော့ तू ပြောတာပဲဂျုံရတော့မှာပေါ့ လွယ်ပါလားကွာထောပြီးမှလို့ညစာတော့မချက်ဘူးအမေငတ်ပြီ စိတ်မကောင်းဖြစ်ပါနဲ့ကိုပတိယာဒီနေ့ကျွန်တော် one day one အထင်းမှနေနဲ့မြို့ပေါ်တက်ပြီးသွားကြမ်းလိုက်အောင်တရလာကောင်းတော့ဒီလောက်ကမလွယ်ပါလားဗျာကိုကမကျွမ်းကျင်တော့သူများပြောတာပဲယုံနေရတယ် ကြောက်သေးဆိုတာပေါ်ရန်ကြည့်ပြီးဆုံးဖြတ်လို့မရတော့အခက်သားကွာသူတို့ပြောတာမှန်ရင်လည်းမှန်နေမှာပေါ့ ကျွန်တော်ကကိုလာပြောဘူးလေအဲ့ကိုထွန်းမောင်ဆိုတဲ့ကောင်ကလင်ကြီးတစ်တယ်ဗျဟုတ်တယ်လေဟုတ်ပါဘူးဒါပေမဲ့ငါတို့ကသူတို့ချင်းမှလုံးပြရအောင် မင်းရတယ်ကွာဖယ်သွားတာဒီမှာဟင်းနေကုန်တော့ လောက်ပါလောက်ပါမင်းတို့ပဲလောက်ကြအောင်စားကြအောင်တောက်ကြအောင်နော်ငါမှစိတ်တော်ဝင်နေတရားကျော်တွေဝါခဲ့ဇော်တို့ဖွဲ့ကဒီမှာလာညိတ်နေကြတာဟုတ်ကဲ့ ကွက်တိုင်းဘာစားမလဲဘာတောက်မလဲ စားတော့အောင်ကွာမင်းတို့ချင်းကကြောက်အောင်နဲ့ကြားလို့ငါလာမေးတာကွာ ပြောကြည့်မအောင်ဗျာအဲ့ရတဲ့ကြောက်ကအသားကြောက်ကြီးရဲ့ မင်းဘယ်လိုကအသားကြောက်လို့ပြောလဲ ကိုထုံးမောင်ပြောတာလေသူ့ရှိမှလောပန်းကိုယ်တိုင်ခွဲတာတဲ့ ဟာဘေးကခွဲရမှာလေရဲကချင်းခွဲတဲ့ကျင်းမဲ့ရှေ့လို့ကွာတခါမှမကြားဘူးအမြင်နဲ့အားလုံးဈေးခေါ်ရောက်တာကြီးပဲမင်းတို့ကြောက်ကိုလေမင်းတို့လောပန်း250နဲ့ရောင်းလိုက်ပြီကွာ ဗျာ250ဟုတ်တယ်တိတ်250နဲ့ရောင်းလိုက်တာကွာမလောပန်းတော့လာဆက်သေးတယ်မလောပန်းငွေကြက်နေလို့ယူလိုက်ဘူးကွာ ခုနမင်းကြောက်သိချာတော့အဲ့ဒါ တိကျတာပေါ့ကွာမှန်လို့ရှိရင်ငါလည်းဘင်းကိုလာဖြတ်လိုက်ငါမင်းတို့ကောင်တွေဝေစုရလို့ထောင်းပြီးတော့ဒီဆိုင်မှာလာစားနေတယ်ထင်တာကွာ ထုံးမောင်အဲ့သူကအခုပြန်မရှိမလား ဒီအချိန်လောက်ဆိုလို့ရှိရင်တော့နတ်မောက်မှာဟန်နစီနဲ့ညနေလောက်ပြီပေါ့ကွာ ခေတော်မင်းဘယ်လိုလုပ်နိုင်လဲကွာ ခင်ဗျာကြောက်တော့ကလင်ကြတယ် ဘာကလင်းကြလဲ ကျွန်တော်ရတဲ့အကြောက်ကိုခင်ဗျားရဲ့လောဘနဲ့ပေါင်းပြီး350နဲ့ရောင်းနေဆို မင်းဘယ်လိုပြောလဲ ဟာခင်ဗျားတို့ကလင်ကြလူတော်ကုန်သိနေရပါ ဒီလိုတိတ်ပဲမရှိတဲ့စကားတွေပြောမနေနဲ့လက်စုပ်လက်ကနေတက်တက်ပြလေ တတိပြစရာမရှိလို့ဟောဗျရှင်းခုနေခင်ဗျမတော်ပြင်းနေ တော်ရသားမကွာစင်းသားနဲ့ကိုစလင်းနဲ့ရံဖြစ်တယ်ဆိုတာလူကြားလို့မှမကောင်းဘူးကဲသွားငါရပြင်းနဲ့သွားပြီဒါမှချင်းချင်းဆိုတော့ယုံတောင်းပါကွာ ခင်ဗျားအယုံမတောင်းမယ်ကျုပ်ကအယုံတောင်းတယ်ထပ် ငါဆိုရတဲ့ဇောင်းနဲ့ကတိမင်းတို့နဲ့ငါဒီ
ဒီအချိန်ကစားပြီးလှုပ်ဖြုတ်လိုက်ပြီမင်းတို့မျက်နှာကလုံးဝမကြည့်ချင်ဘူးဟာခင်ဗျားမလုပ်လဲကျွန်တော်ကထွက်ပြေးရပဲကျွန်တော်ခေါင်းမပြတ်ပြရတယ်မင်းနဲ့ခင်ဗျားရောခင်ဗျားလောပန်ရောကြမှာပါစေချမ်းသာပါစေအပင်းဆုံးပေးပါစေဗျာမြင်လားသိပါစေပေးသွားမလားဘာလုံးဝမသိရနဲ့အစိမ့်ကြီးနဲ့စတောင်းတောင်ကိုတက်လာတာမင်းဟောကျွန်တော်လည်းဘာလို့လဲကွာခင်ဗျားလို့ပေါ့ကွာကဲဆက်သွားကြမယ်သွားရမရှိဘူးလေကွာမင်းကိုမြုပ်ကိုရမှာမဟုတ်လားဒါဆိုကျွန်တော်လည်းခဲ့ကွာကူလာစီမှာခဏတော့တေးမှအလုပ်ပြန်ဆိုင်အောင်ကောင်းမလားအေးကောင်းတယ်ညီမလေးတို့ရောက်လာမှကိုဘောင်းမိုင်လည်းပါလာတာပဲထားသူပြန်လာစာမေးဝဲရောဖြေနိုင်လားဖြေနိုင်တယ်ကိုရကိုကတော့ဘာဟာရဦးတော်တောင်တို့နဲ့စုံတဲ့အခါနဲ့ညီမလေးเจ้าကကိုကပြောနေရတာပဲကွာနုတင်းနဲ့ပြောနေမှာပေါ့ဟုတ်လားငယ်မဟုတ်ပါဘူးကွယ်နုနုလိန်မာတဲ့အကြောင်းပြောနေကြတာညီမလေးပြန်လာတဲ့တော့လေတပည့်ကောင်စတေရှိုးရှိတယ်ဘာတွေ့လဲကိုကောက်တဲ့စာပဲအတွက်လေတော်ပဲညီမလေးပြန်လာတယ်ကဲကျွန်တော်ခွင့်ပြုကြအောင်ပြန်လာရင်းမယ်ရပါတယ်ဟုတ်ကဲ့အငယ်တို့သွားအောင်မယ်ရှင်ကောင်းပါပြီကောင်းပါပြီဆိုင်းကြပုံမှလောပန်းလောင်ကိုစောအောင်ရဲ့လက်ပဲဖြစ်ပါတယ်ရှင်
don't you love it? Love alone today, baby, my lady. Say, child, sing songs are loony. I'm a give an egg. Down, way to town, to Jackeda, way. Do the car off, the left hand, yeah, my guess hey, hey, the Martelo, oh, Martelo, they chow shabu, Kuro, Jabi, no bound to do what.လုပ်နေတဲ့အလုပ်တွေကအသေးမွားတွေဖြစ်နေတော့မိသွားရင်နာမည်ပြတ်တဲ့အပြင်ဖမ်းလိုက်ခံရမှာဒီတော့ကြီးမားမားနဲ့တက်စာဖူလုံနိုင်မဲ့လုပ်မျိုးတွေပဲလုပ်တော့မယ်မင်းတို့သဘောရောကျွန်တော်တို့သဘောကတော့ဆရာသဘောပဲမြောက်ကကဆိုရင်မြောက်နဲ့တူစီရမယ်ကြားကဆိုရင်ကြားနဲ့တူအောင်ဟိမ့်ပြဒါဆိုလေအချိန်တွေကိုမျက်ခြေမပြတ်စောင့်ကြည့်အောင်ဆရာရဲ့တသက်စာဖူလုံမဲ့အလုပ်များဒီလောက်အနေရှိရဲ့အလုပ်ကများရွေးရလားပင်လဲမပင်မန်းဘူးအိုးမကွာအိမ်ကွာလည်းနေလို့ရမယ်တသက်စာဖူလုံမဲ့အလုပ်ကလက်တကန်းနေရှိနေတဲ့ဥစ္စာမင်းဘာလဲရှောက်ပြောနေတာအိမ်မှာနေပြီးတသက်စာဖူလုံမဲ့အလုပ်မျိုးကမိကြီးတော့ရှာပေးမလားကျွန်တော်ကကြီးတော့မရှိတာဆရာလေရှာပေးမှာနုနုလေတထေးဥအောင်ဆိုင်ရဲ့ညီမနုနုငါမျက်နှာတေချာစီစမ်းငါမျက်နှာဘာတွေ့လဲပြောလေငါမျက်နှာဘာတွေ့လဲဟုတ်ဆရာမျက်နှာရဖို့နေအေးဒီရုပ်မျိုးနဲ့နူးနူးကိုကြံလို့ရပါမလားနူးနူးကငါ့ထက်ပညာလည်းတတ်တယ်ငါ့ထက်လည်းချမ်းသာတယ်ဒီလိုကောင်မျိုးနူးနူးကစိတ်ဝင်စားပါမလားကွာယောက်ျားပဲဆရာရဲ့ကြိုးစားကြည့်ပေါ့အရှုံးမရှိပါဘူးအနူးနဲ့မရရင်အကျန်းပေါ့တိတ်စမ်းငါနာဘူးမဟုတ်ဘူးကွာမိမတယောက်အောက်ကျနှုတ်ကြခံပြီးမှချမ်းသာပဲလို့ကိုတက်လုံးမလုပ်ဘူးမမင်းတို့မရှိနဲ့ငါပြောတာပဲလို့အကိုကြီးနာမည်က
ကိုအောင်ဆန်းမှာကြောက်စိတ်တွင်တူဖို့ရေးအောင်ကုန်ရဲ့လုပ်ငန်းပိုင်ရှင်တူဆိုတော့ဒါကအကိုရဲ့ညီမလေးနူနူတဲ့နူနူကညကမောင်ဆောင်တချင်းဆိုတော့နှစ်သက်လွန်လို့တဲ့အဲ့ဒါဂုံပြူစုချီးမြှင့်မိတ်ဆက်ချင်လို့အခုလိုဖိတ်ခေါ်ခြင်းဖြစ်ပါတယ်မောင်ဆောင်အနေနဲ့စိတ်နှောက်ယှက်မဖြစ်ပါဘူးနော်ဟာမဖြစ်ပါဘူးဗျာကျင်းစုံတင်ပါတယ်ကဲညီမလေးမောင်ဆောင်အောင်ဂုံပြူစုချီးမြှင့်လိုက်ပါကွယ်ညဘွေးကင်းတဲ့စုချီးမြှင့်ရမှာဟိုလေကြွားရထမဆိုလို့ခုလိုဖိတ်ခေါ်လိုက်ရတာခုလိုပါရှင်ကိစ္စမရှိပါဘူးဗျာအခုလိုကျွန်တော်ဖိတ်ခေါ်တော့မှလောဘတော့မောင်နှမစုချင်းမြင့်တဲ့တကြောင်လဲလဲလေးကျူးနေပါတယ်ကြည်ကျူးပါစေအောင်မောင်စောအောင်တို့ကကြောက်တူးသမားဆိုတော့ဘယ်ချင်းမှလောက်တာလဲကျွန်တော်တို့ကြောက်တူးအလုပ်ကနေပြုတ်သွားတာနည်းရှိသွားပြီဘယ်ချင်းอ่ะလဲပန်ရှင်ကတော့မသိဘူးဗျာကိုယ်စလေကတော့ကိုထွန်းမောင်ပါဩထွန်းမောင်တို့ချင်းလားကိုနေုံနေအကူကြီးကြားလိုက်တယ်ထွန်းမောင်တို့ချင်းကကြောက်အောင်တာကိုမအောင်ဘူးလို့မြင်လိုက်တဲ့ကိစ္စလားဟုတ်ပါရဲ့လောမအဲ့ကိစ္စမခံချင်တော့ကိုထွန်းမောင်နဲ့ရံဖြစ်ပြီးကျွန်တော်တို့ကအလုပ်ပြုတ်လာခဲ့တာပါလူတွေကတဲခက်ပါလားအဲ့ဒီကိစ္စအကူကြီးသိတယ်ထားပါတော့လေနူနူကမြကြီးနာကောလိပ်မှာဒုတိယနဲ့ဆောင်ဝဲဖြေထားတယ်အေးမြရတော့ကိုကြီးနဲ့မျိုးတော်တယ်ကိုကြီးလူယုံပေါ့ကွာဟုတ်ကဲ့ပါသိရဝါနာပါလေဒါကကျွန်တော်လည်းကတ်တီးပါဟဲ့နာမည်ရတမျိုးကြီးပဲနော်ဘာလိုမျိုးလဲကျွန်တော်ဗမာသူ့နာမည်အရင်တော့ကျွန်တော်လည်းမသိဘူးသူများစီကစားစရာတောက်စရာတွေကတ်တီးလို့တွင်းနေတာအဲ့ဒီနာမည်ကိုကျွန်တော်ကိုယ်လည်းကြိုက်နေတာခင်ဗျာကိုစောရအဲ့ကျအလုပ်ပြုတ်တော့ဘာဆက်လုပ်မယ်လို့စိတ်ကူးထားလဲဘာလို့ရမှမသိသေးပါဘူးခင်ဗျာနေတော့လောလောဆယ်တော့တငယ်တဲ့အခါမှာခဏကတ်နေပါတယ်အိုးအကမအလုပ်မရှိဘူးဆိုရင်နေထိုင်ရတိတ်ဒုက္ခရောက်တာကိုကြီးစမအလုပ်သမီးလို့မရောက်လဲအကိုကြီးစီမှာတော့လူသမားတွေကအမြဲလုံးနေတာပဲဒါပေမဲ့မောင်စောအောင်တို့ကလှုပ်ချင်မလှုပ်ချင်ဆိုတာရှိသေးတယ်လေလောဘရဲ့ဘယ်လိုပြောလိုက်ပါလဲဗျာအလုပ်ပဲလှုပ်ချင်တာပေါ့ဒါပေမဲ့တခုတော့တော့မှမရစေဖြစ်နိုင်ရင်ကျွန်တော်တို့ဘက်အားလုံးကိုအလုပ်ပေးလို့မရောက်လာဘူးမောင်စောအောင်တို့ဘက်ကဘယ်နှယောက်မလို့လဲကျွန်တော်စုစုပေါင်း9ယောက်ရှိပါတယ်ကျန်တဲ့3ယောက်ကတော့အလုပ်မလုပ်ချင်ပဲအလုပ်မရှိလို့ကုထုမစမှာကြံခဲ့ပါတယ်9ယောက်လောက်ကတော့ရပါတယ်အကိုကြီးကလည်းလုပ်ငန်းတိုးချဲ့နေတာဆိုတော့အလုပ်ပေးနိုင်ပါတယ်အဲနေထိုင်ရတော့လုံးလုံးစရာတော့မစီစဉ်ရသေးဘူးကွာကိုကြီးကလည်း9ယောက်တည်းဆိုနူးနူးတို့ဟိုးဘက်ကတန်းရထဲမှာနေခိုင်းလဲရတာပဲဥစ္စာကဲမောင်စောအောင်ကြီးအကိုကြီးကမင်းအတွက်မစီစဉ်ရသေးဘူးညီမလေးကစီစဉ်ပြီးနေတယ်အလုပ်ကိစ္စနဲ့နေထိုင်ကိစ္စကိုကိုရင်းမြတ်နဲ့မင်းတို့ကိုစီစဉ်ပေးလိမ့်မယ်ကွာမောင်စောအောင်တို့ကတော့အလုပ်ကိုအလုပ်နဲ့တူအောင်လို့မင်းတို့လုပ်ရလိမ့်မယ်နော်စိတ်ချပါလောပါကြီးကျွန်တော်ဖွဲ့9ယောက်အတွက်ကျွန်တော်တာဝန်ယူပါတယ်အေးဟုတ်ပြီအေးမြင့်တို့ငွေကြီးအခက်အခဲရှိနေလိမ့်မယ်ကြိုတင်အသုံးစရိတ်ထုတ်ပေးလိုက်ပါဟုတ်ကဲ့
ရလားလေ အလူစေးဝယ်ခိုင်းလိုက်တာ ဟုတ်လားဟဲအမေလေးကလာလိုက်တာအမေဝယ်ပေးတာလား မဟုတ်ဘူးအကိုဝယ်ပေးတာ ဘာစောင်းအောင်ဝယ်ပေးတာစောင်းအောင်ပြန်ရောက်နေပြီလား မြောက်သေးဘူးအကိုကပတ်စံပို့လိုက်လို့ ဟင်စောင်းပြန်ရောက်နေလေဘယ်ကပို့လိုက်တာလဲ အနုကမပြောရဘူးတဲ့ ဟဲ့သမီးဘာလုပ်နေလဲအော်လူတောင်နဲ့စကားပြောနေတာကို မကြီးစောင်းပြန်ရောက်နေလေစောင်းပတ်စံပို့လိုက်တယ်မလားကျမတို့တနာရင်လေစောင်းရှိတဲ့နေရာကိုပြောပြပါလားမကြီးရဲ့ခွန်ဘူးယောက်ျားပေးစမ်းမယ့်ရက်ကနီးလာပြီခွန်ဘူးလည်းတစ်ချိန်လုံးငိုးနေတာပဲလောက်ပါမကြီးရဲ့ခွန်ဘူးကိုတတ်သေးသွားဒုက္ခပြောပါမကြီးရဲ့စောင်းရှိတဲ့နေရာတိရကျင်တတ်ပါပြီ ကိုယ်လည်းရမ်းကြိုက်ရမ်းဖြားချင်လို့ဖြစ်နေတာဒါဆိုတော့ပြန်ပြီးစေးတောက်နိုင်ယူလိုက်ပေါ့ကွာဒီမှာလည်းတိတ်အရေးကြီးတယ်ရှိရမှာနော်အေးလေကြော်ပြန်လိုက်အောင်အေးခင်ဗျားတို့ကြောက်ကောင်းချာရတယ်နော်အေးတော့စီးပဲတော့တော့ကဲတော့ကြော်တော့ရမှာဟုတ်ပြီဝေးပြီဟေးကျွန်တော်လည်းဖြားချင်တယ်ဗျာအိမ်ပြန်လာကျွန်တော်ဆိုင်ခဏငါပဲတော့ရတယ်ယူသွားတယ်ခဏတော့ပြန်အေးဦးကျော်ခိုင်တို့ကားနဲ့တခုခုတည်သွားတယ်။မင်းကလည်းမြေစာပြစ်တာပြပါကွာ။မဟုတ်ဘူးကွာ။ကားပေါ်မှာကြောက်တုံးတုံးလည်းပါသွားတယ်။မြေစာပြစ်တဲ့ဘက်ကိုသွားတာမဟုတ်ဘူးကွာ။ဘက်ကိုမောင်းသွားတာကွာ။လောဘကုမ္ပဏီစီးဝေးသွားတယ်။ဇော်ကလည်းမြေမကောင်းစုပြန်သွားတယ်။ဟာဒီကြောင့်ငါဇော်အောင်ပြေးပြောရင်ပေါင်းမယ်ထင်တယ်။အေးမပြေးပြောလေကွာရောဟာကြောင့်လည်းမကောင်း။အေးရှာပြီးအချူချောင်းပြပြရေဥပါအချောင်းကြားမြောက်ဘက်ဆိုတော့ဒီကောင်နေဆက်ကိုသွားပြရမယ်ငါဆိုင်ခဲလဲတော့မယ်ဟုတ်继续。
ဘာလို့ရမလဲတို့ခီးသွားစရာရှိလို့ကွာ ဦးကျော်ခိုင်မင်းတို့ခီးထွက်တာအဲ့စင်ပေါ်ကြောက်တော့ဘာလို့မလို့လဲလမ်းခင်းမလို့လား ဖြည်းဖြည်းပေါ်စောငါရှင်းရှင်းမပြောမယ်တောင်ကူရဲ့သုံးပုံတစ်ပုံမင်းကိုပြီးဘယ်နဲ့ မရဘူးဦးကျော်ခိုင်တဝဲယူကွာအားလုံးပဲလည်းမရအောင်အဲ့ဒီလောတော့ပြန်အားရမယ် ဟာပြန်အဲ့ငါတို့ထောင်ကြကုန်ပါဘော ဒါတော့မတတ်နိုင်ဘူးတစ္ဆာမရှိရင်တော့ခံရပါဘူးအေး ငါတို့ကလည်းပြန်လဲလို့မရတော့ ကျွန်တော်လည်းရှေ့ကိုသွားဖို့မပြုတ်နိုင်ဘူး အဲ့ဒါနေသေးလဲမောင်စော တက်တာပါလေကို မင်းကိုကြီးကျေးဇူးတင်ပါလို့ဆိုတော့စကားပြောုံနဲ့မလုံလောက်တော့ဘူးကိုပစ္စည်းပြန်ရတာတဲ့မင်းရဲ့သစ္စာရှိမှုတဲ့အကိုကြီးပူဝင်းတာတယ်ကွာလူတိုင်းထားနိုင်ခဲ့တဲ့ကိုချင်းတရားမင်းကိုအကိုကြီးချီးကျူးတယ်ကွာအကိုကြီးပိုင်ဆိုင်တဲ့ကုမ္ပဏီမှာမင်းကိုရှယ်ယာဝင်အဖြစ်အသိမှပြုတ်လိုက်ပြီ အကူကြီးရှင်မှာကျွန်တော်ရှယ်ယာဝင်ရလောက်အောင်ကျွန်တော်ပတ်စံမရှိတာ မင်းမှာပတ်စံမရှိပေမဲ့သစ္စာရှိတယ်လေအားလုံးကိုကြည့်ပြီးစီစဉ်ပေးမယ်ကွာနောက်မင်းအဖွဲ့သားတွေကိုလည်းလောက်ခတိုးပေးမယ်ကဲအေးပြန်ငါနိုင်လိုက်ခဲ့
တရားကိစ္စပြီးမို့ကိုယ့်လို့ကိုယ်သွားလို့ရလေကွာဘာလို့လဲခြံလေးပဲရှင်းထားကြအောင်ဟာဟဲ့အောင်ပစ္စည်းပဲယူတော့လေကွာဟာဘာလဲတော်လိုက်လုံးလိုက်ကွာမရပါတော့ခိုင်းမချေကတိလို့မရဘူးကွာလာမင်းမလိုက်အကကကောင်းချေဟာအမေပြောပါကိုစောကဒီဘက်မှာတကယ်ဟီရိုကြီးဖြစ်သွားတယ်နုံရဲ့ဟီရိုဖြစ်ချင်လို့လောက်တော့မဟုတ်တာကိုစောမဖြစ်ချင်လဲလူကြီးတွေကတတ်မှတ်ထားပေးပြီဝမ်းတာပါလေဗျာအမေတို့ကတော့ရမ်းကိုစိတ်ပူနေမှာပဲเนาะတော့ပူလဲပူစေအေးနောက်အေးသွားမှာပဲဥစ္စာကိုနင့်အမေကိုအပူမခံစေချင်နင်းသေးမှာမသေးချာလို့လည်းမရတော့လေနုံအခုလောက်ဆိုသူလဲအိမ်ထောင်ပြုတ်လောက်ပြောဗျာစိတ်မကောင်းစရာပဲเนาะဒီလူကတော့လေချစ်တဲ့သူတိုင်းကိုပေါင်းစေချင်တယ်မပေါင်းရရင်စိတ်ညစ်စရာတယ်ကိုစောရီစောတိတ်ချစ်မှာပဲเนาะချစ်တော့နုံရသူနဲ့ကိုနဲ့ဟိုးငယ်ကလေး Sunday School ဘွားရီခင်လာခဲ့ကြဒါပေမဲ့သူ့ခင်ကငွေရမ်းမြတာလေကိုကတိကတော့ပြောပါတယ်ဘယ်မိဘမဆိုကိုသားသမီးကိုအစုပ်ပလုံးနဲ့ပဲတဘောတူမလဲတဲ့အဲ့ဒါလည်းဟုတ်တာပဲနုံအစားကတော့သူမိဘတွေကိုစိတ်ဆူမိပါတယ်ဒါနဲ့အခုတော့မဆူတော့နုံကအဲ့မျိုးဖြစ်ဘူးလားဘယ်ဟောပြောရလဲကျွန်တော်တို့ရည်စမ်းကြကွဲဘူးလားလို့sorry ကျွန်တော်ရဲ့နိုင်လို့တော့ပဲဖြစ်မယ်နော်နုံကချမ်းသာတယ်ဆိုတော့မိဘတွေကတဘောတူမှာပဲနော်နုကပဲသိမလဲရည်စားမှမထားဘူးသေးရရည်စားမထားဘူးတော့ကောင်းပါတယ်လေရည်စားထားရင်ပျော်ရတယ်လို့စိတ်ညစ်စရာတွေတကူပြီးတကူပေါ်လာမှာပဲဟုတ်တယ်နော်ရည်စားမထားပဲစိတ်ဝင်စားရုံနဲ့နေစိတ်ညစ်စရာတွေပေါ်လာတယ်နုံကစိတ်ဝင်စားမယ်လို့ရှိနေပြီသွားသဘောကိုပြောတာပါဘယ်နဲ့လဲတော့စုံစမ်းလို့ရခဲ့လားအတော်လေးနဲ့လမ်းမိတယ်လို့တော့မော်တိုင်းမှာစုံစမ်းနေတာပဲစောအောင်နာမည်တော့မကြားဘူးဟဲ့လေဆက်စုံစမ်းမှာပေါ့စုံစမ်းတာအရေးမကြီးဘူးဒီတိုင်းစစ်နေရင်ပါလာတဲ့ငွေလေးတွေကုန်သွားလိမ့်မယ်ငါစိတ်ကူးရတာကတော့လေတစ်ဖက်ကစောအောင်ကိုစုံစမ်းရင်ငွေလေးပါလေးရအောင်ဈေးလေးပါလေးရောင်းရင်ကောင်းမလားလို့အတော့ကဘာရောင်းမှမလို့လဲဟင်းသီးရဲ့ရောင်းမှာပေါ့ငါအကုန်မေးစားခဲ့ပြီးပြီညီရဲ့သဘောမသိရသေးလို့အဲ့ဒါပြီးဖို့လေကွာကိုအောင်ဆန်းသူ့ညီမတိတ်ချစ်တာဘယ်နည်းနဲ့မှရဲတိုင်မှာတို့အကြအောင်လို့ရှိရင်တက်ရှိဖောက်လို့ရအောင်ကိုဦးအောင်ဆန်းနဲ့ဇောအောင်ရိုင်းထားခဲ့မှာတစ်ချက်ခုနှစ်ချက်ပြတ်ပါလို့ပြောနေတယ်လေကွာသူတို့နှစ်ယောက်ကိုငွေလာပို့ခိုင်းလိုက်ရရင်အရေးကိုပို့လိုက်ဆရာကြည့်လေလို့ဒါမျိုးကပိုင်မဖြစ်မှာပိုင်လို့ကြံတာဟောကွာတို့တွေချိန်နဲ့တီးခံပြီးစောင်းကဲတို့ဦးတို့တွေပေါင်းမှစီစဉ်ဆွဲမယ်
ကောင်ကဖျားရဆိုပြီးမှအလုံးမစင်ဘယ်လျှောက်သွားမှမသိဘူး အေးခုတော့ဒီကောင်ကြည့်ရတာငိုတူတူငိုင်းတယ်တဲ့ကွာရေးသားမှုများမေ့နေလားမသိဘူး ဟာဒီကောင်ကရီးစားအောင်ပြီးတော့တို့ဖားကန်တယ်လို့ကြောက်စိမ့်မတော့မှုလို့ပေါက်နေမှာကွာ ညဥပပေးရတယ်ဖျောက်လာကြည့်လားကျွန်တော်ကြည့်လိုက်ပါဟာကတိအဲ့ဒါဖွင့်ရအောင်ဒီကောင်ကဖွင့်တော့ဘယ်လျှောက်သွားမှမသိဘူးကတိဟဲ့ကတိဟဲ့ကတိဟာပြောင်းမဇင်းယူနေကြကတိထားရရချုထွေးဆောင်ဟေးဟာကတိကတိဟဲ့လာဆောင်ရမကတိဘာကြီးနေတယ်လာရရဘာကတိဘာကြီးနေတယ်ကတိကျမသူဖန်တီးသွားတာပဲလူတွေဟာစီးပွားရေးအဆင်ပြေလာပြီဆိုရင်ဘာမှမစင်ကြင်တတ်တော့ဘူးစိတ်နောက်ကိုတကိုယ်လုံးပါသွားတော့တာပဲမောင်စောအောင်တို့လည်းကတိကိုနမူနာယူပြီးစင်ကြင်ကြပါကွာဖြစ်လာတော့ဖားကမယ်နာမည်ပြက်တယ်ကဲလုံးစားရှိရတော့လို့ကြပါမျက်စိပါတာဗောဗျာကားမှာတော့ဘယ်မျက်စိပါမလဲမဲကားလောင်းပုံလေးဈေးရောက်သေးရဲ့သူကတပြန်ဘာသူကတပြန်လဲကားမောင်းရင်ကားလားဈေးရောက်ရင်ဈေးလားကျမတို့ကရင်ဈေးခင်းရောက်နေတာကျုပ်တို့ကမုံမလင်းငယ်လေးကဒီလမ်းဖြတ်သွားပြီဒါကြောင့်ကားလားအောင်းမေသူကမှအကျိုးကြီးနေလိုက်တာခက်ခွန်နေဘာလို့အားကြီးလို့ညံ့နေရတာလဲပူပြီးရတွေ့ပါလားဟုတ်လေဆက်ဖြစ်တာပဲသိခါမှာပေါ့ကျွန်တော်တောင်းပန်ပါတယ်ဗျာကားမောင်းတာကျွန်တော်အပြစ်ပါပျက်စီးသွားတဲ့ဟင်းဒီဟင်းရွက်တွေအတွက်ကျွန်တော်ပြန်ရော်ပေးပါမယ်ကျွန်တော်အနူးညွတ်တောင်းပန်ပါတယ်ဗျာအဲ့လိုတောင်းပန်တော့ဟုတ်တာပေါ့ကိုကလေးလှုပ်သေးဟုတ်လဲဟုတ်သေးဘေးခံနိုင်မလဲဘယ်သူကစောက်တာလဲဟာအင်းမြင်တော်တော့ကွာကဲပါပျက်စီးသွားတဲ့ဟင်းဒီဟင်းရွက်တွေအတွက်ကျွန်တော်ဘယ်လောက်ရော်ရမလဲပြောပါကျွန်တော်ပြန်ရော်ပေးပါမယ်ကိစ္စမရှိပါဘူးရှင်ပျက်စီးသွားတာမဖြစ်စလောက်လေးပါပြောင်းပြောင်းအထင်လွဲပြီးအခုလိုစကားများတာကိုပဲခမကတောင်းပန်ပါတယ်ရှင်ဩခေါင်ပူတဲ့လားဖတ်ကမယ်လားမဟုတ်ပါဘူးရှင်ဧည့်သည်ပါဧည့်သည်ကိုနေတော့ခုနတောင်းကအိမ်မှာနေတာပါဩကျွန်တော်ခွင့်ပြုပါဦးမိုင်းကျွန်တော်သွားမယ်ဟုတ်ကဲ့ပါသွားမယ်တော့မရေခုနဟုတ်လူလေးတိလားကျမတို့ကအခုမှရောက်တာပဲသိပါလေအမရဲ့ဟိုကဖကကြောက်တွင်းကြီးကလောက်ပန်းကြီးဦးအောင်ဆန်းတဲ့မလေးဘာလို့လုပ်နေတာလဲငါကမကဆင်းတွေတက်နေရလေအခုဘာဖြစ်လာလဲရှင်တွေပူးလာတယ်ကိုကိုအတွက်တာမယာကြီးလေးဖြော်ပေးကိုကြီးပါလိဖြစ်လာတယ်ဆိုတော့မောင်စောရိပ်မိလားဟမ်တလို့ပြောလာဘူးထောတော့ကျွန်တော်မရှိတော့ကိုကြီးကြောက်အောင်လာပြန်မြင်နေတူတယ် no ကြောက်အောင်လားခဏအောင်နေတာပဲသူတို့ကြာစိတ်ထဲမှာဒီလောက်ထိလှုပ်ရှာမဖြစ်ဘူးလေမောင်စောထပ်စဉ်းစားကြည့်ပါဦးဒါဆိုရင်အချစ်ကိစ္စဖြစ်ရမယ် oh right မှန်လိုက်တာဗျာမှန်တော့မှတွေးထွက်အောင်မှန်တာတွေးဘယ်ဟာလဲ wait ခဏလေးနေဦးလေအချိန်တန်တော့မပင်ကလေးကိုပို့ပါမနှက်ပါကြရင်စောထားပြီးအလားဆုံးပန်းတစည်းနဲ့ဘုံတဘုံဝယ်တာတို့အဲ့ဒီဘာကြ
မောင်စောခဏပါနော်ဟောအေးခဏနဲ့ကြံကြမယ်နော်ဝင်ခဲ့ပါတကားစိတ်ထားပါတယ်အောင်သမ်းပါခေါင်းမကျွန်တော်မှတ်မိလားမသိဘူးဟုတ်ကဲ့မှတ်မိပါလေရှင်ထိုင်ပါအောင်ရှင်ထိုင်ပါအတော်ကြီးအတော်မျက်လာအောင်မဖြစ်နေတာလေအလက်တကြားခေါင်ဘူးရဲ့အမလေးဘလို့ဖြစ်တာလဲအမကြီးဟိုအခုလူလာမေးမထင်လို့အော်မိတာပါငါကိစ္စများရှိပါလေရှင်ထိုင်ပါရှင်တခြားကိစ္စတော့မရှိပါဘူးမနေ့ကကိစ္စပါအမကြီးတို့ခေါင်းမလို့ဆုံးရှုံးသွားတဲ့ပစ္စည်းကတမိုးမရှိပေမဲ့လူကြားထဲမှာအုပ်အော်တောင်းနေဖြစ်သွားတာမလားကျွန်တော်တို့ယောက်ျားသားတွေအတွက်ကဘာမှမဟုတ်ပေမဲ့အမကြီးတို့အတွက်ကတော့နေမသားတွေဆိုတော့နင့်နာပါလေဒါကြောင့်တောင်းမနဲ့အနေနဲ့အမကြီးတို့ကမုံဘုံခေါင်းမှုအတွက်ကတော့ဟောဒီပန်းစီလေးကျေးဇူးတင်ပါတယ်ရှင်ကဲစကားပြောနေကြအောင်ကျွန်မကော်ဖီဖြိုးလိုက်ဦးမယ်နော်ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်ကျွန်တော်တို့အော်တယ်ဗျာခင်မင်းကလေးဖြစ်ပြီးတော့ဘာသာရေးကိုကိုင်းဆိုင်တာတိတ်မတွေ့ဘူးမင်းငယ်လေးတွေကအကျင့်ပါရှင်ချင်တာနဲ့တောင်ပုံပြီးပြည့်စုံနေပါလားဘာလို့ဆိုလိုတာလဲရှင်ခေါင်းမှုကိုစတွေ့တော့မှခေါင်းမှုရုပ်ကရိုးသားပြီးတန့်စင်တယ်အခုလိုအတွင်းကြကြပြရတဲ့ခါကျတော့ဘာသာရေးကိုကိုင်းဆိုင်ပြီးနုညံ့သိမ်မွေးတော်ပြောတာပါကော်ဖီလေးသုံးဆောင်လိုက်ပါဦးရှင်ဟုတ်ကဲ့ခေါင်းမှုတော့ဘယ်စာတိလဲမြစ်ကြီးနားဘက်ကပါရှင်မြစ်ကြီးနားလေတော့ဒီလိုလာပြီးဈေးလာရောက်နေဟောစရာကြီးဒါကတော့ဒီလိုရှိပါရဲ့ရှင်ပြောပါအမကြီးဒီလိုပါခြေနေရဆိုတော့ရှင်ကျွန်တော်နားလဲပါတယ်လူတွေကအချိန်ကြီးကြည့်ပြီးတော့စကန်းသွားနေရတာမလားဟုတ်ကဲ့ကော်ဖီတိုက်တာကျေးဇူးအများကြီးတင်ပါတယ်ဟုတ်ကဲ့ကျွန်တော်မှအလုပ်ကိစ္စလေးတွေရှိလို့ကျွန်တော်ပြန်လိုက်ပါအောင်ကျွန်တော်လည်းမေအောင်ဆွေမှုပဲသဘောထားပါကျွန်တော်အိမ်ကိုလည်းအချိန်ပြည့်လာလဲနိုင်ပါတယ်ကျွန်တော်အိမ်ကမရှိကထောင်မှဆိုလို့ရှိရင်ဥအောင်ဆန်းကိုလွှဲမိလို့ရပါတယ်ဟုတ်ကဲ့ရှင်အိမ်မှာလည်းကျွန်တော်နဲ့ညီမလေးနဲ့နှစ်ယောက်တည်းပဲနေတာပါဟုတ်ကဲ့ရှင်ရလိုက်ပါဦးနော်ဟုတ်ကဲ့ရှင်ဟုတ်ကဲ့ကျေးဇူးတင်တယ်ညီရလေငါအဖြစ်မှန်နေပြောပြီးဆိုအော်တရင်ကိုစုံစမ်းမလို့ညီရဲ့အရေးအကေးကြီးပြတော့ငါလွှဲပြောလိုက်ရတာအတော်ကလည်းအခုမှတွေ့ရလူတယောက်ကိုရီစားပြောက်ချာတဲ့အကြောင်းပြောလို့တင့်တော်ကမလားရီစားလူတော့ဘယ်ပြောမလဲတမျိုးတော့လှည့်ပြောမှာပေါ့အတော်ရဲ့သူ့လိတ်ကလည်းတိထားပြီးပဲဥစ္စာသူ့အိမ်ကောက်စုံဆိုင်ရပါလေဒါဆိုလည်းပြီးရောငါကတော့မနေနိုင်ဘူးလက်ဖက်တော့ငါသွားလို့စုံစမ်းလိုက်ဦးမယ်ဆောင်းမင်းခေါင်းဘူးကိုဘယ်လိုမြင်လဲကွာဘယ်ခေါင်းဘူးလဲခုနကတော့အင်းရလေကွာမင်းကလည်းsorry မင်းမအိမ်ထဲထိလိုက်မလားပဲဘယ်သိပါမလဲငါမှားသွားတယ်ကွာနောက်တစ်ခါဆိုလို့ရှိရင်မင်းကိုပြပြီးမင်းကိုဝေဖန်ခိုင်းရမယ်မင်းစီအကြံဉာဏ်တွေတောင်းရမယ်ကွာကိုကြီးစကားနည်းနည်းပြောချင်တော့ညီမလေးကိုဖေဖေတို့မေမေတို့မရှိကြတဲ့ကိုကနေပြီးတော့လူလူသေးမရှိအောင်ထားခဲ့တယ်နော်ညီမလေးကိုနော်ညီမလေးတည်တာပဲကိုရဲ့အခုဆိုလို့ရှိရင်ညီမလေးကအရွယ်လဲရောက်ပြီးပညာကလည်းစုံတော့မယ်အဲ့တော့အခုအချိန်မှာကိုအနေနဲ့အိမ်တော်ပြုတ်ရမယ်ဆိုရင်ငါညီမလေးအနေနဲ့ဘယ်လိုသဘောထားလဲဟင်ဟဲကိုကမိမယူရမလို့ဘယ်သူနဲ့လဲသူ့နာမည်ကခွန်ဘူးတဲ့
ရိုးသားတယ်တိမ်မွေ့တယ်ဘာသာရေးကိုင်းဆိုင်တယ် ဟဲကိုကလည်းစောစောကမပြောညီမလေးအပြင်ရောက်မှလို့ချင်တာကြားလာပြီကိုကပဲအယိုးများရဲ့ခြေခါရဲ့လုံနေပြီးတော့ဘယ်မှာနေလဲညီမလေးချစ်ချင်လိုက်တာ မလုံးပါနဲ့ညီမလေးရယ်ကိုကသဘောကျတာပဲရှိပါသေးတယ်ဖွင့်မပြောပါသေးဘူး ဒါဆိုရင်မြန်ဖွင့်ပြောလေကိုရဲ့ ပြောပါမယ်ညီမလေးရယ်အချင်းများစိုးနေသလားလို့ပါ ဒါမျိုးဆိုစောတယ်ဆိုတာပဲရှိပါမလဲနောက်ကြရင်တော့မကောင်းတော့နော် ဟုတ်ပါပြီညီမလေးရယ်ဟုတ်ပါပြီကိုပြောပါမယ်ကဲညီမလေးသွားရတော့ Good night Good night ကိုအော်ခင်ဗျားတို့ဟိုနေ့ကကိစ္စမကျင်တော့လို့အင်ထိလိုက်ရန်တွေ့မလို့လား ဟုတ်ပါဘူးရှင်ဦးအောင်ဆန်းကဖိတ်ထားလို့ပါသူ့အနေနဲ့မေးစရာရှိလို့ အေးမြေဘယ်သူတွေလဲဟာခွန်ဘူလိုပါလားခွန်ဘူကျွန်တော်ကိုလာလေတယ်လားဝင်းသားလိုက်တာဗျာလာပါကြောက်ပါလာအေးမြေလောင်ရှိတယ်မလားရှိလို့ရှိရင်ငါခေါ်ခိုင်းတယ်လို့ပြောချက်ချင်းလာတယ်နော်ဟုတ်ကဲ့အော်ခဏနေအဲ့ဒါလေးပြောလို့ရှိရင်လက်ဆောင်ပြီးပတ်လှလာလေးကိုပဲချနေတော့ခုလားငါလို့ပြောလိုက်ပါလားဟုတ်ကဲ့ကိုတော်အော်ညီမလေးလည်းအိမ်မှာရှိနေတော့ပဲဒါကျွန်တော်ညီမလေးနူတဲ့နူရဲ့ဘင်းညာကိုပြောရလေခွန်ဘူးဆိုတာသူပဲအဲဒါကတော့ ဟောဒါကျမအတော်ဒေါ်လူတောင်ပါရှင် ဟုတ်ကဲ့တွေ့ရတော့ဝမ်းသာပါလေကိုပြောလို့နာမည်ရတိထားပြီးပါပြီကဲထိုင်ကြရအောင် ခိုင်း ကျမတို့စုံစမ်းစရာလေးနည်းနည်းရှိလို့ပါ ဟာနည်းနည်းမစုံစမ်းနဲ့များများစုံစမ်းအခုလောလောဆယ်တော့တစ်ခုစားတော့နော်ညီမလေးအဲ့ဒါအခက်ထားလိုက်နော်ကိုစားရတစ်ခုသွားယူလိုက်မယ် အော်ကိုဟိုဓာတ်ပူထဲမှာကော်ဖီဖြော်ထားရှင်းနော်မုံလေးယူခဲ့အောင် အေးယူခဲ့မယ်နေကြတာရော ဦးအောင်ဆန်းကလေမလို့စူးတာတွေလုပ်နေတော့ဟောဒီနုနုကပြောနေလို့ရှိနေကြတာ ဒီလိုပဲပေါ့ဗျာကိုယ်ပဲမရှိတော့တယောက်တည်းစီပေါ့ကဲကော်ဖီလည်းတောက်ပါမုံလည်းစားပါနော် ဟုတ်ကဲ့ရှင်ဟုတ်ကဲ့မိမတွေဟာဘယ်သွားနေလို့လဲ ဖေဖေနဲ့မေမေဆုံးသွား၄နှစ်ကျော်သွားပြီကျွန်တော်အခုဒီမှာလုပ်နေတဲ့စီးပွားရေးလုပ်ငန်းတွေကမိဘရဲ့လက်မှုလက်ရင်းလုပ်ငန်းတွေပေါ့စီးပွားရေးလုပ်ငန်းကအောင်မြင်ပေမဲ့ဗျာညီမလေးကလည်းမြကြီးနားကောလိပ်မှာကျောင်းသွားတက်နေတယ်ဆိုတော့ဒီမှာကကျွန်တော်တယောက်တည်းပြင်းစရာကြီးပေါ့ဟုတ်ကဲ့ချောင်းဝါလူဟာရောအေးမြင်လား तू ကကျွန်တော်ညီဝင်းခွဲလေဒီကောင်ကတော့လက်တို့လက်တောင်းတော့ပါပဲအရေးကြီးတဲ့ကိစ္စဆိုလို့ရှိရင်တော့တိုင်မယ်လို့မရဘူးဒါနဲ့စုံစမ်းမယ်ဆိုတာဘာကိစ္စများပါလဲ ကျမတိတက်ကိုစုံစမ်းချင်တော့ပါရှင် ကိုကြီးကျွန်တော်ခေါ်ရဆို ဟေးတော့ ဟမ်ခွန်ဘူးနဲ့အကြောင်းဘယ်လိုဒီရောက်နေကြလဲ ခွန်ဘူးနဲ့ဆိုအောင်တော့အတိတွေလား ဟုတ်ပါတယ်ခွန်ဘူးနဲ့တီဝါသေးတဲ့တကယ်ချင်းနေပါ ဟာလိုက်လေကွာမနေ့ကကိုကြီးမင်းကိုပြောထားတာလေအဲ့ဒါခေါင်ဘူးနဲ့မင်းကိုမိတ်ဆက်ပေးခြင်းလို့ခေါ်ခိုင်းလိုက်တာအခုတော့မင်းတို့ချင်းကတယောက်တယောက်တိနေကြတယ်ဆိုတော့မိတ်ဆက်ပေးကြမလို့တော့ပေါ့အခုနစုံစမ်းနေတယ်ဆိုတော့ဘာလို့လဲခေါင်ဘူး ဟောဇောင်းနဲ့တွေ့နေပြီပဲရပါပြီရှင်သူ့ပဲမေးလိုက်တော့မယ်ဇောင်းမင်းကဦးအောင်ဆန်းစီမှာအလုပ်လုပ်နေရလား ဟုတ်ပါတယ်အကူရဲ့ကုမ္ပဏီမှာလုပ်နေပါတယ် အော်ဇောင်းနင်တို့ရွာဥပကိုသိရမလားအဲ့ဥပကဒီရောက်နေတယ်ဟာအဲ့ဒါငါသူနဲ့တွေ့ချင်လို့သူနေနေရောနင်သိလား သိပါတယ် ဒါဆိုငါ့ကိုလည်းပို့ပေးအောင်သူမိမမှာလိုက်တာလေပြောစရာရှိလို့ ရပါတယ်လည်းပူပေးပါမယ် ဟုတ်ဒါဆိုရင်ကျမတို့ခွင့်ပြုပါအောင်ရှင်အိမ်လေးတည်သွားပြီဆိုတော့နောက်လာလည်ပါမယ်ဟောဇောင်းကိုခဏခေါ်သွားမယ်နော် ရပါတယ်ဗျာရပါတယ်ခေါ်သွားပါဟောဇောင်းရင်ဒီကားယူသွားလိုက်ခေါင်ဘူးလို့အိမ်ဒီလိုက်ပို့ပြီးမှပြန်လာတယ်ဟုတ်လားဟုတ်ကဲ့ ဒီနေ့သားမယ်နော် ဟုတ်ကဲ့ပါသမီးသွားမယ်
တော်တော်ချောတာပဲနော်အခုတိတ်ကံကောင်းတာပဲဟိုကိုစောနဲ့အတိဆိုတော့ကိုစောအောင်ဘေးတိခိုင်းလိုက်ပါလား အခုတော့မလုပ်ပါနဲ့ညီမရေဇော်အောင်ပြန်လာမှပဲအေးအေးပြောခိုင်းတာပေါ့ ဝေးပါနေရ ဟာပြေတော့အင်းအဲ့ဒါအခုပဲပြန်သွားပြီကွာ ကျွန်တော်လည်းလိုက်ရှာနေရတာကွာ ဒီပစုကငါကိုယ်တိုင်လိုက်ပို့လိုက်မယ်မင်းဆိုင်ကအစင်းသေးလောက်တာ ဟုတ်ကဲ့ ကိုကလည်းဖြစ်သေးနေလိုက်တာ အစကလေးကမင်းပေသွားမယ်ဘေးလာမယ်ဆိုတာပြောရရင်ဒီလောက်ထိကြာမှာမဟုတ်ဘူးအခုတော့မှမင်းအမေကခွန်မှုကိုတနာပြီးဖွင့်ပြောလိုက်လို့ ငါဘလောက်ထိခံစားနေရတယ်ဆိုတာနင်မသိဘူးနော်အမေကငါ့ကိုယောက်ျားအတင်းပေးစားမဲ့အချိန်နင်ကမရှိနဲ့ငါဆိုငါကငါတက်တည်ဖို့အထိတောင်စဉ်းစားမိတယ်ဆောနင်ငါ့ကိုချစ်ကောချစ်သေးလားယင်ဆောဘာငိုင်းနေရလဲ ချစ်ပါတယ်ဟာ ချစ်တယ်ဆိုရင်ဘာစဉ်းစားနေရလဲဒီမှာတို့နဲ့လက်ထပ်ပြီးအတူလုပ်ကင်စားတော့ကြမယ်လေငါအိမ်မပြန်ရတော့ဘူးနဲ့ လက်ထပ်အောင်ဖြစ်သေးဘူးက ဘာဖြစ်လို့လဲနင်ဒီမှာမိမရနေမလားယင် မဟုတ်ရပါဘူးခွန်မူရ ဒါဆိုနင်ရေးစားရှိနေပေါ့ဘဟုတ်မှလွယ်ရောနင်းနဲ့မလား ခွန်မူနင်မဟုတ်ရရှော့ပြောမယ်နင်ကလက်မထပ်နိုင်ဘူးဆိုတာကိုယ့်အတွက်ပြောနေတာမဟုတ်တခြားလူအတွက်ပြောနေတာ ဘယ်ကတခြားလူကပါလာပြန်တာလဲ အကိုကြီးဦးအောင်ဆန်းကငါကျေးဇူးရှင်သူကနင်းကိုစမြင်ပြီးကဆွဲလန်းနေတာဆွဲလန်းတာမှတော်ရုံတန်ရုံဆွဲလန်းမှုမျိုးမဟုတ်ဘူး အဲ့ဒါနဲ့ပါဆိုင်လဲ ဆိုင်တယ်ခွန်မူအကိုကြီးကဒီအသက်ကြီးရွယ်ကြီးဒီမိန်းကလေးကိုစိတ်ဝင်စားခဲ့တာမဟုတ်ဘူးအခုနင်းကြမှာသူ့စိတ်တွေပြောင်းလဲသွားတာပြီးတော့သူကငါကျေးဇူးရှင် အော်နင်ကဒီအကြံနဲ့ဟုတ်မနေ့တနေ့မှာတွေ့ရလူလက်တဲ့ငါ့ကိုမျက်နှာလုတ်ပြီးထိုးထဲချင်တာဘာလဲနင်သိနေမအောင်တို့ချင်လို့မလားနင်ကတော်တော်ရေးစိတ်ရှော့ပါမလားတော့ငါဘလောက်စီဒုက္ခရောက်ခဲ့တယ်နင်ကဘလောက်ချစ်ခဲ့တယ်ဆိုတော့ဒီလုံးဝထမ်းတတ်တော့ပေါ့ မဟုတ်ဘူးခွန်မူမဟုတ်ဘူး ဒီကတော့မကြည့်တော့ဒီစိတ်ကတော့သိနေနေလို့ငါလုံးဝမထင်ခဲ့ဘူး မဟုတ်ဘူးခွန်မူကျွန်တော်ပြောပြမယ်ကျွန်တော်ရှင်းပြညာတော့ ပြောနေတော့ချုံပါ မင်းတို့လည်းအေးစစ်ပြောကြပါခွေ ကျမတို့ဘာစကားပြောရမလဲမဖြစ်လာလေဟိုမိုက်နဲ့တော့တွေ့ခဲ့လား အေးတွေ့တယ်ငါအဲ့ဒီကြောင့်ငါဘယ်တော့မှလာမပြောနဲ့ ကိုဘာဖြစ်လာလဲမသိ ဟေးဘာဖြစ်လို့လဲ ဘူးမသိဘူးခုနကလာတဲ့အမရဲ့အိမ်ကိုပန်းစည်းတော့ပေးရဘာဖြစ်တနာဖြစ်လာလဲမသိဘူး မင်းကြည့်ပါလား ဟာမမေးရပါဘူးကိုဒေါ်ပွားနေတယ်ဟိုဦးင်းနဲ့အဲ့အမကြီးနေတဲ့အိမ်သိလား နေတော့ကတိတယ်တိတယ်ဟင်းဝဲဈေးတန်းတိတယ်မဟုတ်လားဟင်းဝဲဈေးတန်းတောင်းအောင်ကြီးကသူတို့အိမ်ပဲဟာသူတို့ကဟင်းဝဲရောက်တာငါလိုက်ပို့ပေးရမှာ ဒီမှာကျဦးင်းနဲ့ဒါဆိုရင်မင်းရမှာပါဟိုမြူဆိုင်ကလေးကထုတ်ထားပြီးတော့အိုးစားတက်လဲလိုက်အောင်မယ် ဟေး ဟ
င်တော့ဘာမှပြောကြမလို့တော့ငါအားလုံးသိပြီဟုတ်တယ်ပါဦးကိုကြီးဟာအခုဆုံးဖြတ်ဖို့စဉ်းစားနေခြံတကားလိုက်ပေးလိုက်အောင်နော်အေးပြန်သွားလို့ပဲကားနေလိုက်သွားတယ်ပြန်သွားဘာတူလဲဘဲကဟာအကူကြီးရတယ်ကိုတခါလွတ်သွားတယ်ဥကြောက်ခိုင်တို့အဖွဲ့ကျွန်တော်ချန်တာစောင့်နေရတယ်ထင်တယ်လူလည်းထွက်သွားသူတို့လည်းလိုက်သွားတာပဲအကွေးဒီကောင်လည်းဟိုအကြောင်းနဲ့ပတ်သက်မှအညိုးတိုင်းမှလက်ဆက်ချင်တာမသိဘူးဟမ်ညီမလေးကဘယ်ကိုသွားတာလဲတို့ကဘာဖြစ်မှမသိတာမမဘာလဲလောက်မှာလဲခဏဖြစ်လိုက်ခဲ့ပါမရဲ့မမနဲ့ပတ်သက်ပြီးကိုတစ်ခုခံစားနေရပုံပဲမသိပါမသိလူရဲ့ဖြစ်ပါမလားလူလည်းအဲ့ဒါပဲသိချင်နေတာကိုတခါမှအဲ့လိုမဖြစ်ဘူးနည်းနည်းပါမေးကြည့်ရုံနဲ့မှမရဲ့ဟိုနုမဆိုင်ခဲ့ပါတယ်လက်ခံတော့မှနော်ကောင်းပြီလေ
ဘာမှဖြစ်ဘူးနော်ဘာဖြစ်ကိုကိုကိုကြီးပိုင်ဆိုင်နဲ့ဟောဒီအိမ်နဲ့ချမ်းမြေအားလုံးကိုမောင်စောအောင်နဲ့ခေါမှုတို့အတွက်ကိုကြီးမင်္ဂလာလက်ဖွဲ့အနေနဲ့ထားပေးခဲ့ပါတယ်